ဟုတ်တယ်မသိဘူးမလေးအဲ့မှာလေးတွေ့အောင်ကြာပြီဒီကဟုတ်ပါတတိယလို့လာတာမဆဟဲဲ့ငါညမလေးကြည့်ပါဦးမတွေ့ရကြတော့တားရည်လေးဂလူပြီးလှနေရောပဲ ညီမ vacation မှာလေညီမရဲ့ skin ကိုခဲရတယ်လေမမရဲ့ မမလေးတရက်မဒီဘိုင်းမှာနေရကြပြီတားရည်မွေးချောက်ပြီးကြမ်းတမ်းပြီးတော့ပြီးချွေးပေါက်တွေလည်းရှိတယ်တို့ကလေးပြပါအောင်ကိုမယူ အဲ့ဒါဆိုညီမတည့်ရနေရတခုရှိတယ် တကယ်ရပဲဘယ်နေရလဲအခုခေါ်မှာဒါအေဒီကမထရို A2 နော်ဘယ်လိုသွားမှာလဲဆိုင်ရ အရှိတကယ်ပဲမ โอเคအော်ဒါဆိုရင်ဒီ Lee Paradise Palace Hotel ရဲ့ဘယ်နှလွာကိုသွားမှာတော့ 3လောက်သွားမှာမ 3လွာမှာလား Okay let's go ဟာဒါညီမပြောရနေရ Hello မမကြီးရေဒီနေ့တော့ညီမလေးရဲ့တငယ်ချင်းမမပါလာတယ် ဟုတ်တွေ့ရဝမ်းသာပါတယ် GP လေးပါ တွေ့မှုတွေသူ့ကိုလေ ဟုတ် GP ကလေအသားရည်တွေရဲ့မွေးချောက်ပြီးတော့စိတ်ဓာတ်တွေကျနေတာပေါ့နော် အဲ့ဒါအရန်ပူတယ်ခုရ ဟုတ်တယ် ခုတလုံးမှာပေါ့နော် Trump ဖြစ်နေရတော့ Hydra Glow Facial ဟော သူကညီမလေးတို့လိုမျိုးပေါ့နော် makeup အမြဲလိမ့်နေရတဲ့သူတွေပြီးတဲ့အခါ skin မငြိရရရှိအဲ့ဒါတော့ဆိုရင်တော့ဒီ Hydra Glow Facial ကအရန်အဆင်ပြေအမကတော့ဒီဟာလေးကို recommend ပေးတယ်အချိန်ကလည်းအရန်မကြောက်ဘူး ဟုတ်တယ် 45မိနစ်ပဲကြာတယ် လို့သွားတယ် โอเคလေး အ try မ ပါ တို့ကလေး try မယ်နော် ဟုတ်ကဲ့ပါရှင် ပါအောင်ရှင် ဟုတ်ကဲ့ပါsecond step ပေါ့နော်အဲ့ပြီး အခုအဆင့်1ပြီးတော့အဆင့်3အနေနဲ့ exfoliating လုပ်ပါမယ်မျက်နှာမှာရှိတဲ့ dead cell တွေကိုအကုန်လုံးဖယ်ရှားပြီးမှာပေါ့နော်step 4အနေနဲ့မျက်နှာကို steaming လုပ်မယ်ပြီးတော့ရင်မျက်နှာမှာရှိတဲ့ဒီစားဝတ်ချန်တွေပေါ့နော်ပြီးတော့ black head တွေပေါ့ဒီအမဲဆက်တွေစားဝတ်ချန်တွေကိုဖယ်ပါမယ်ရှင်ဒီစင်ကတော့ခုနကမျက်နှာမှာရှိတဲ့စားဝတ်ချန်အကျွင်းချန်တွေကိုဆက်နဲ့ဆုပ်ထုတ်မှာဖြစ်ပါတယ်ရှင်နော်ဒါ Lorraine အစ်စ်ပေါ့သူကတော့ဒီအမားတို့ collagen gel ကိုပေါ့ Colin Compress နဲ့အမားတို့ကနေပြီးတော့ machine နဲ့ဒီရေးပြားတွေကိုပေါ့နော်စိတ်ဝင်သွားအောင်လို့ဒီ layer ထိရအောင်လို့အမားတို့သွင်းပေးတာပေါ့နော်ဘာလို့လဲဆိုတော့အမားတို့ခုနကတော့ဆိုရင် exfoliation တွေလုပ်ထားတယ်ပြီးတဲ့အခါကျ dermabrasion တွေလုပ်ထားတယ်ပေါ့နော်ပြီးတော့ shower တွေလည်းဖယ်ထားတဲ့အတွက်ကြောင့်မလို့ညီမလေးရဲ့ဒီ skin pore က open ဖြစ်နေတယ်အဲ့လို open skin pore ဖြစ်နေတဲ့အချိန်မှာအမားတို့ကဒီ collagen gel ကိုအမားတို့ဒီ Colin machine လေးနဲ့ရေးပြားတွေကိုစိတ်ဝင်အောင်လို့ပေါ့နော်ဒီသွင်းပေးတာပေါ့နော်အခုကတော့နောက်ဆုံးစင်အနေနဲ့ပေါ့နော်အမတို့ carrot facial mask လေးနဲ့ LED ပေါ့နော် collagen အားကောင်းစေ LED machine လေးနဲ့ပေါ့နော်ရေးပြတော့ဖြစ်ပါတယ်ပြီလားတာဒါကဲဒါလေးကတော့ after လေးပါရှင်ခုနကတော့ JBS skin ကအရင် dry ဖြစ်ပြီးတော့ဗောနော် JB မှာဆိုရင်စားဝတ်ချန်တွေရှိတယ်ပြီးတော့ pore ဆိုချွေးပေါက်တွေလေးရှိရဗောနော်အခုဆိုရင်အဲ့ဒါအကုန်လုံးကုသပြီးရတဲ့အချိန်မှာတော့ JB skin လေးကအလုံးကြည်တောက်ရှင်းပြီးတော့ glow သွားပါပြီအမောင်လည်းကျေးဇူးအများကြီးတင်ပါတယ်အခုလို JB ကိုလှမ်းလုပ်ပြီးတော့ အခုလိုလုပ်တင်မအားတဲ့စားကနေဒီကူကအချိန်လာပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် glow ပါပြီကို glow ပါပြီအခုဒီ Juju skin clinic လေးမှာဆိုရင်တော့ JB လုပ်ခဲ့တဲ့ service လေးကတော့ advanced hydra glow facial service လေးပေါ့နော်အဲဒီမှာ normal facial service လေးတွေကို250 advanced glow facial ဆိုရင်350ပါဒီလာမဲ့ဒီ August လတစ်လလုံးကို 50% discount လေးရှိပါတယ်ထူးခြားတဲ့တစ်ခုကလေဒီလာမဲ့ August လ10ရက်နေ့မှာ88 dirham နဲ့အဲ့ဒီတရက်စာကို discount ချပေးသားမှာမို့လို့ဒီအခွင့်အရေးလေးကိုလက်မလွတ်ဖို့အားလုံးကိုrecommendပေးကြပါတယ်ရှင်
အားလုံးပဲတတာ